ဒီနေ့กี่วันဟုတ်ပြီ3ရက်လောက်ရှိပြီဆိုရင် ประมาณ3 วัน ဟုတ်ပြီရက်ပေါင်းများစွာရှိပြီတော်တော်လေးကြာပြီဆိုတဲ့တဘောပေါ့နော်ရက်အများကြီးရှိပြီဆိုရင် หลายวัน လိုင်းမို့နော်လိုင်း rising တော့လိုင်း1ပြည်ဆိုတော့ဗာလေးထဲမှာလည်းနောက်က หลายวันแล้ว လိုင်း1แล้วဒါဆိုရင်3ချောင်းလုံးမြင်မယ်နော်ทำงานที่นี่กี่วันแล้วครับ หลายวันแล้วครับ หลายวันแล้วတကယ်လို့3ရက်လောက်5ရက်လောက်ရှိပြီဆိုရင်ရော ประมาณ5 วันครับ ประมาณ5วันရမယ်နော်โอเคဒါဆိုရင်အလုပ်များလားဆိုရင်ဘယ်လိုမြင်မလဲ เงินเยอะไหม งานเยอะไหมโอเคရမယ်နော်မများဘူးဆိုရင် ไม่เยอะ ไม่เยอะအရန်များတယ် ยังไงเยอะมาก ဟုတ်ပြီဒါဆိုရင်ဒီနေရာမှာလှုပ်တဲ့လူအရန်များတယ် ที่นี่มีคนทำงานเยอะมาก ဟုတ်ပြီနောက်တစ်မျိုးဘယ်လိုပြောလို့ရလဲဆိုရင်ဒီနေ့มีคนงานเยอะมากคนงานဆိုအလုပ်သမားလှုပ်တဲ့လူလို့ပြောတာပါနော်คนทำงานလို့သုံးချင်တယ်မှန်ပါတယ်ရမယ်နော်ကဲဒါဆိုလို့ရှိရင်ခုနမေးရပါတော့အမျိုးသားပေါင်းအများကြီးမျိုးစုံဆိုရင် หลายอย่าง หลายอย่างဒါกินတာဆိုတော့ဘယ်လိုပြောရလဲกินတာနဲ့မှာမယ်နော်กินတာဆိုတော့ อย่าง យ៉ាងရမယ်နော်ကဲဒါဆိုလို့ရှိရင်တစ်မျိုးကိုဘယ်လောက်လဲဆိုဘယ်လိုမေးမလဲ ตัวมิวกับเราเลย တစ်မျိုးလင်းဘယ်လောက်လဲ อย่างละเท่าไหร่ครับ ဟုတ်ပြီဘယ်နှမျိုးလဲ กี่อย่างครับ กี่อย่างလို့တော့ပြင်ပြမယ်ဘယ်နှမျိုးလဲ กี่อย่าง ဟုတ်ပြီ